လေပြမယ်နော်ဒီငါးပြတိုက်ကထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ဆယံပါရဂွန်ရဲ့အောက်ထပ်မှာပေါ့နော်စီးလိုက်ဆိုတဲ့ငါးပြတိုက်ကြီးရှိပါတယ်။ဘာဖြစ်လို့ဒီငါးပြတိုက်ကိုသွားဖြတ်ခဲ့လဲဆိုရင်ပင်လယ်ထဲမှာပေါ့နော်တကူးတကရဲ့အသားမဲခံပြီးရင်ငုတ်ပြီးတော့ငါးတွေကိုကြည့်မဲ့အစားပေါ့နော်ဒီမှာအေးစစ်ဆေးလေးနဲ့အရာကွန်ခန်းထဲမှာစိတ်အေးချမ်းချမ်းလေးနဲ့ကြည့်နိုင်နေပေါ့နော်ပင်လယ်ထဲကတက်တော်ရီတော်တော်များများစုံလင်းလင်းကိုထည့်ထားပေးပါတယ်။မန်းတွေလည်းအများကြီးထည့်ထားပါတယ်။ဘာဖြစ်လို့ထူးဆန်းဆန်းအတန်သွင်းပြီးတော့ဗီဒီယိုတင်ရလဲဆိုရင်တချင်းတွေက copyright တွေအကြီးကျယ်မိနေလို့ဖြစ်ပါတယ်ဒီအကောင့်လေးရဲ့နာမည်လေးကိုသိရင်ပြောပြကြပါဦးလုံးဝပင်လယ်ထဲကိုရောက်နေတယ်လို့မျိုးပေါ့နော်အဲ့လိုခံစားရပါတယ်ဒါကတော့ရုပ်ချောလေးနဲ့ရှော့ပြနေဖြစ်ပါတယ်ငမန်းကိုခုမှမြင်ဖူးတော့တယ်စိမ့်မှကြတော့ဘေးညာပြကချင်တဲ့ကုန်းချင်တဲ့အချောက်ဆိုတော့သူဘာမှစိတ်ဝင်စားအာရုံတန်းလိုက်သေးတယ်ပင်လယ်ထဲမှာတကယ်အဲ့လိုရမြင်လို့ရှိရင်လန့်တေးပါကျမကောင်းပေါ်မှာငမန်းကြီးပါသွားကိုလည်းရှိုးကြောက်လိုက်တာလုံးဝရေအောက်ကပါရောက်သွားတယ်လို့ပဲဟိုအယိုး6ကကြတော့ဘာသက်တော်လဲမသိဘူးဟုတ်ကဲ့ပါကျမရဲ့ဗီဒီယိုကိုလုံးဝအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်ပါ